JK Sophia ရဲ့ fan တွေကကွယ်ရာမှာအုပ်စုဖွဲ့ပြီးပြောဆိုနေတာကိုခံနေရတဲ့တဲစုငင် Miss Grand International ပြိုင်ပွဲကညီကပ်လာတာနဲ့အမျှ JK Sophia ကစူးစမ်းနေပေမဲ့သူ့ပရိသတ်တွေကတဲစုငင်ကိုကွယ်ရာမှာပြောဆိုထားတဲ့စကားတွေကပေါက်ကြားလာခဲ့ပါတယ်။အဲ့ဒီ chess group မှာ admin က JK ကိုယ်တိုင်ဖြစ်နေပြီးလူတစ်ယောက်ကတော့တဲကိုပြဲဆိုပြီးပြောနေပါတယ်။ JK ကစူးစမ်းနေပေမဲ့လည်းကွယ်ရာမှာတော့သူ့ကိုအားပေးသူတွေကတဲစုငင်ကိုပြဲဆိုတဲ့နာမည်ပြောင်းနဲ့ပြောနေလို့ fan အချင်းချင်းလည်းမကျေနပ်ကြပါဘူး။တဲစုငင်ကလွန်ခဲ့တဲ့နှစ်မှာစကန်ရနာ app စုကြီးကိုရခဲ့တာဖြစ်ပြီးဒီနှစ်မှာ JK ကလည်းဘလို့စုတွေကိုရမလဲဆိုတာသိချင်နေကြပါရီ။ပြိုင်ပွဲအထွားအရေးကြီးတဲ့အချိန်မှာအားပေးတဲ့အလှမေကိုပဲအာယုံစိုက်တင်ပေမဲ့တဲစုငင်ကိုမစီမဆိုင်ပြောဆိုနေကြပါရီ။တဲစုငင်ကအလှမေပြိုင်ပွဲတွေမှာလည်းအောင်မြင်နေသလိုရုပ်ရှင်စကားတွေလည်းယုံတင်နေရပါရီ။ဒါပေမဲ့ JK ရဲ့ fan တွေကတဲစုငင်ကိုသဘောမကျပဲကွယ်ရာမှာပြဲလို့ခေါ်နေကြတာမှာလွန်ခဲ့တဲ့ရက်ပိုင်းကလည်းတဲစုငင်ကိုကွယ်ရာမှာအပြင်ပြောတဲ့သတင်းတစ်ယောက်ကမုံချင်းနဲ့ပြန်လေတောင်းပန်ခဲ့ရပါတယ်။တဲစုငင်နဲ့ JK ဆိုရင်ဘသူ့ကိုပို့ပြီးသဘောကျလဲဆိုတာ comment မှာပြောပြခဲ့ပါဦးနော်